ဒီတချင်းဖြစ်ပေါ်လာရတဲ့အကြောင်းရင်းကတော့ကျွန်တော်ပျော်နေတဲ့နေ့ရက်မှာပဲဖြစ်ဖြစ်မပျော်နေတဲ့နေ့ရက်မှာပဲဖြစ်ဖြစ်ကျွန်တော်စစ်တူကိုတတိရမိတဲ့အတွက်ကြောင့်စိတ်ဝိညာဉ်ဆိုတဲ့အချင်းကောင်းစဉ်ပေါ်ပေါက်လာတာပါတယ်နေလားငါရဲ့စိတ်ဝိညာဉ်ကမင်းစီပဲရောက်လုံးနေလားငါရဲ့အတွေ့လွန်နေလားမင်းရဲ့စိတ်ဝိညာဉ်ကငါစီပဲရောက်လုံးနေလားငါမပြောနေတဲ့ချိန်တိုင်းမှာကိုမင်းတန်တာနေတယ် Thank you